coaching session ယူနေရင်တောင်မှ self coaching skill ရှိရင်ခရီးမြန်မြန်ပို့ရတယ် self coaching skill မရှိရင်ခရီးမရဘူးဒီ coach ကဘလောက်ပဲဘလို့ပဲတော်နေအောင်တော့ရအောင်တော့ coach ကတော့ပြောကြမှာပဲသို့တော့ဘာကြောင့်လဲဆိုတော့ self coaching skill ကကို့မှာ self coaching skill တခုရှိထားတယ်ဆိုရင်ဒီ coach နဲ့ကိုနဲ့အတူတွဲနေတဲ့ခါမှာခရီးပိုရောက်တယ်ကိုလည်းပိုအားအင်ပိုလုံလာနိုင်တယ်ကိုကအမြဲတမ်းနဲ့ coach အမြဲတမ်းငားနေနိုင်တာမျိုးရှိနေနိုင်တာမရှိတဲ့အခါမှာကိုအနေနဲ့ coach နဲ့အတူတူအလုပ်တွဲလုပ်တာမျိုးအမြဲတမ်းဖြစ်တဲ့အခါမှာကိုသွားပြီးလုပ်နိုင်တာမျိုးရှိတယ်မတို့ coaching လုပ်တယ်ဆိုတဲ့အခါမှာ coaching session ဒီမှာကဆရာမတွေကဒါလုပ်ပါလို့ဆရာမနဲ့တပည့်နဲ့လို့လုပ်တာမျိုးမဟုတ်ဘူးအဲ့တော့ coaching session ကနေပြီးတော့မှကိုဘယ်လို self coaching လုပ်မလဲဆိုတဲ့ skill ကိုရအောင်ယူနိုင်ရင်ပို့ပြီးတော့ခရီးရတယ်အဲ့တော့ coaching ဒီ self coaching လုပ်တယ်ရှင်နေဆိုတဲ့သူတွေကကြတော့ဒီဟာကိုကျတော့ကို self coaching လုပ်ချင်လို့ဆိုပြီးတော့တန်းနေတက်တယ်ဆိုတော့လေအဲ့လောက်ရှိ deep down ထိကိုသွားဖို့လိုလားမလို့လားတော့တစ်ချက်တော့ပြန်စဉ်းစားပါလေကို self coaching လုပ်နိုင်ဖို့အတွက်ဆိုရင်ဘာလေးတွေလေ့လာလို့ရတယ်လဲဘယ်လိုလေးတွေရှိသလဲဆိုတဲ့အနေအထားမျိုးသွားလို့ရတယ်အဲ့တော့ဒီနေ့ကတော့အဓိကပြောချင်တဲ့ point ကတော့ဒါလေးတွေပါ